အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေပြန်လဲကြိုဆိုပါရစေဒီနေ့ကတော့စနေနေ့ဖြစ်တဲ့အညီပေါ့နော်ပွဲစဉ်ပွဲကောင်းတွေတော်တော်များများရှိတယ်ဒီထက်မှကျွန်တော်အကြိုက်ဆုံး9ပွဲကိုရွေးထုတ်ထားပါတယ်ကျွန်တော်ဒါ Premier League ထဲက2ပွဲရွေးထုတ်ထားတယ်ပြီးတော့ဂျာမန်ထဲက2ပွဲရွေးထုတ်ထားတယ်ပြီးတော့အီတလီထဲက1ပွဲစုစုပေါင်း9ပွဲရွေးထုတ်ထားပါတယ်ကျွန်တော် Premier League ထဲကပွဲစဉ်တွေကိုအရင်စာပြီးပြောပါမယ်ဒီနေ့ရဲ့အဓိကပွဲစဉ်တွေကတပွဲဖြစ်တဲ့ Arsenal နဲ့ဘုံမှာပွဲကိုကျွန်တော်အရင်ဦးဆုံးပြောပါမယ်လက်ရှိပေးထားတာကတော့ Arsenal အင်ကွင်းကနေဒါတစ်လုံးကို90ချုံပေးတယ်ကိုပုံချင်းမှာ3လုံးကိုတည်ဆိုပြီးတော့ကြီးပေးလာတာဖြစ်ပါတယ်ဒီပုံစံကြီးအရာကြီးရမယ်ဆိုရင်ဒီကြီးက Arsenal တစ်ဖက်ထဲကဂိုးသွင်းမဲ့ပုံစံမျိုးတော့မပေါက်ဘူးဗျာဒါနှစ်ဖက်သွင်းကိုရှိမဲ့ပုံစံမျိုးပေါက်ပါတယ်တစ်ဖက်ဒါအဝေးကွင်းဘုံမောက်ကနေလဲဒါဂိုးတွေပြန်သွင်းလာနိုင်တဲ့အနေအထားရှိရပေါ့နော်ကိုပေါင်းကြီးအရာကြည့်ရမယ်ဆိုရင်3လုံးတည်ဖြစ်တဲ့အတွက်ဒါနှစ်ဖက်သွင်းကိုရှိမဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဒီပွဲကတော့ဒီနေ့ပွဲစဉ်တွေထဲမှာအစောဆုံးကံမဲ့ဒါပွဲစဉ်တစ်ပွဲလဲဖြစ်ပါတယ်မြန်မာစံတော်ချိန်ည6နာရီမှာကံမဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီနှစ်သိန်းနောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်စုစုပေါင်းဒါ16ချိန်ထိရှိတယ်16ချိန်ထိတွေ့ဆုံခဲ့တာမှာ73ချိန်အာဆင်နယ်နိုင်တယ်3ချိန်ကဒါတည်ကြတယ်3ချိန်ကဒါဒီဘုံမော့ပကနိုင်ထားရပါတော့ဒီနေ့ဒီနောက်ဆုံးအနည်းဆက်ဆုံး9ပွဲထိကြည့်မယ်ဆိုရင်အာဆင်နယ်က2-3နဲ့ဒါအဝေးကွင်းရဲ့တစ်ချိန်နိုင်ထားတယ်1-2နဲ့ဘုံမော့ကနိုင်တယ်2စီးနဲ့ဒါဘုံမော့ကနိုင်တယ်1-1နဲ့တည်ကြတယ်3စီးနဲ့နိုင်တယ်ဆိုတော့ကြည့်ရမယ်ဆိုရင်တော့နှစ်ပွဲကအာဆင်နယ်နိုင်နှစ်ပွဲကဘုံမော့နိုင်ပြီးတော့တစ်ပွဲကတည်ကြဆိုရလက်ရှိတယ်ဒီနေ့တင်းအရကြည့်ရမယ်ဆိုရင်ပေးထားတဲ့ကြီးအရာဒါတစ်လုံး90ချုံဆိုတာကအင်ကွင်းကနေဖြစ်တဲ့ကြီးလို့မြင်တယ်ပြီးတော့အာဆင်နယ်အနေနဲ့လည်းဒါလွဲလို့မဖြစ်တော့တဲ့အခြေအနေမှာရှိနေတယ်ဘာဖြစ်လို့လဲဆိုရင်ဒါ Premier League ပွဲစဉ်32ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြီးတော့အောက်ကမန်စီးတီကလည်းဒါအမှတ်ကလိုက်လာပြီဒါပွဲစဉ်တွေပြီးတော့ဒါနောက်ထပ်6ပွဲလောက်ပဲလိုတော့တဲ့အနေအထားမှာဒါအာဆင်နယ်အနေနဲ့လွဲလို့မဖြစ်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့ပွဲကဒါဘုံမောက်ဘက်ကနဲ့ဒါဂိုးသွင်းလာနိုင်တဲ့အခြေအနေမှာရှိရဲအာဆင်နယ်ကလည်းဒါအင်ကွေးကနေဂိုးတွေပြန်သွင်းမဲ့အခြေအနေမှာရှိရဲဒါကြောင့်ဒီနေ့ပွဲကပြောရမယ်ဆိုရင်ဂူးပုံမဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်3လုံးကိုကြော်သွားလိုက်မယ်လို့မြင်တယ်3-1လောက်ထိအောင်သွားနိုင်တဲ့အနေအထားရှိရလို့မြင်တယ်ဥပမာ2-1သွားတယ်ဆိုရင်ကျွန်တော်တို့အာဆင်နယ်ဘက်ကထိုင်မယ်ဆိုရင်ဒါ90ရှုံးမယ်ဒါကြောင့်ဒါကျွန်တော်အနေနဲ့ဒါကြီးရတာအာဆင်နယ်ဘက်ကိုရင်းချင်ပါတယ်အကြိုက်တွေညီကိုတွေလိုက်စော်ပါတစ်လုံး90ကျုံးတဲ့အာဆင်နယ်ဘော်ဒီကိုကြိုက်ပါတယ်ဒါဆိုနောက်ထပ်တစ်ပွဲသွားရမယ်နောက်ထပ်တစ်ပွဲကတော့ဒါ Brentford နဲ့ Everton ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲကလည်းဒါမြန်မာစံတော်ချိန်7နာရီခွဲမှာလာမယ့်ပွဲစဉ်ဖြစ်ပါတယ်လက်ရှိပေးထားတာကတော့ဒါအိမ်ကွင်း Brentford ကနေ level 50ရှုံးပေးတယ်ကိုပုံကြီးမှာနှလုံးကို90ရှုံးပေးတယ်ဒါကဒါ Everton နဲ့ Brentford ဒါကြာလာရင်တော့ဒီပုံစံကြီးအတိုင်းပဲပေးရမှာပဲလို့ကျွန်တော်အနေနဲ့မြင်နေဘာလို့ဆိုရင်နှစ်ဖက်လုံးကဒါပိတ်ဆော့တက်တဲ့အသင်းတွေဖြစ်တယ်ပေါ့နော်ဒါ Brentford ဆိုလဲအိမ်ကွင်းမှာဆောင်းရန်ကောင်းတဲ့အသင်းဖြစ်တယ်ဒါ Everton ဆိုရင်လည်းဒါအများနဲ့ပိတ်ဆော့နေတဲ့အသင်းဖြစ်တယ်ဒါကြောင့်ဒီနှစ်ပွဲကဒါစဉ်းစားရမယ်ဆိုရင်ဒီပိတ်ဆော့တဲ့အသင်းတွေတွေ့ရင်ဂူးပေါ်သွားတက်တာကြီးလဲရှိရဗျဒါပေမဲ့ကျွန်တော်အနေနဲ့ဒါကြီးရပဲလိုက်မယ်ပေါ့နော်အိမ်ကွင်း level 50ချုံ Brentford မှန်တယ်ဂိုးပုံးချင်းနှလုံးကို90ချုံပေးတယ်မှန်တယ်ဒါကြောင့်ဒီကြီးမှာကျွန်တော်အနေနဲ့ကြည့်ရမယ်ဆိုရင် body ကြီးကိုခြောင်ပြီးတော့ဒါဘာဖြစ်လို့ body ကြီးကိုခြောင်တာလဲဆိုဒီပွဲကဒါဇီးဇီးဖြစ်မဲ့အနေထားကြီးလဲရှိတယ်ပေါ့နော်ပြီးတော့နောက်ဆုံးကစားထားတဲ့9ပွဲအထိကြည့်ရမယ်ဆို3ပွဲကဂိုးအောက်တယ်2ပွဲကဂူးပေါ်တယ်အနီးကဆုံးတစ်ပွဲမှာဆိုရင်တော့ဒါ Brentford ကဒါ2-4ဆိုရရလဲဂူးပေါ်ပြီးတော့ပေါ့နော်ဒါ2ဂိုးအပြတ်နဲ့ဒါအဝေးကွင်းကနေနိုင်ထားတယ်ဒါကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်အနေနဲ့ဂူးပေါ်လိမ့်မယ်လို့မထင်ဘူးဂူးအောက်ကိုတွားလိမ့်မယ်လို့မြင်တယ်ပေးထားတဲ့ကြီးရတာဇီးဇီးလောက်ပဲတွားမဲ့အနေထားရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဂူးပေါင်းအောက်ကိုကြိုက်ပါတယ်အကြိုက်တွေညီကိုလိုက်စော်ပါ Brentford နဲ့ Everton ဂူးပေါင်းအောက်ပါနောက်ထပ်တစ်ပွဲကိုတွားရမယ်နောက်ထပ်တစ်ပွဲကတော့ဒါဘိုင်ယန်နဲ့စိတ်ပေါ်ဒီပွဲပေါ့နော်ဒီပွဲကိုမပြောခင်မှာဒါကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးတဲ့ညီကိုရှိရင်လည်း subscribe လေးလုပ်ထားပေးကြဖို့ပြောချင်ပါတယ် Telegram channel ကိုမ join ရသေးရင်လည်း join ထားပါဒီနေ့ရွေးပေးတဲ့9ပွဲတွေကမှဒါအကြိုက်ဆုံးတစ်ပွဲကိုပေါ့နော်ဒါကျွန်တော် Telegram channel မှာတင်ပြပါမယ်မနေ့ကလည်းကျွန်တော်ဒါစုစုပေါင်း9ချောင်းရွေးပေးခဲ့တာမှာအကြိုက်ဆုံးတစ်ပွဲကိုပေါ့နော်ဒါ Western Body အနေနဲ့ဒါကျွန်တော် Telegram မှာအကြိုက်ဆုံးတစ်ပွဲအောင်အနေနဲ့ Western Body တင်ပေးခဲ့ပါတယ်ဒါကြောင့် Telegram ကိုမ join ရသေးရင် join ထားပါ Telegram link ကိုတော့ကျွန်တော်ဒီ video ရဲ့ comment အောက်မှာချပေးထားပါမယ်ဒါဆိုနောက်ထပ်တစ်ပွဲသွားရမယ်နောက်ထပ်တစ်ပွဲကတော့ဒါဘိုင်ယန်နဲ့စိန့်ပေါ်လီပွဲစဉ်ဖြစ်ပါတယ်လက်ရှိပေးထားတာကဘိုင်ယန်အိမ်ကွင်းကနေတစ်လုံးကို90ရှုံးဂိုးပေါင်းကြီး3လုံးတည်ဒါဂျာမန်နေဆိုတာအမြဲတမ်းဂိုးပေါ်နေတဲ့လီဆိုတာညီကိုကြီးလည်းသိမယ်လို့ထင်ပါတယ်အမြဲတမ်းဂိုးပေါ်နေတဲ့အတူဒီဂိုးပေါင်းကြီးကလည်း3လုံးတည်ထိပေးထားတယ်ပြီးတော့ဒီဘိုင်ယန်အနေနဲ့နောက်ဆုံး14ပွဲထိချုံးပွဲမရှိသေးဘူးဒါ12ပွဲနိုင်ပြီးတော့2ပွဲ
တေချာထားတယ်ပြီးတော့ဒါနိုင်တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်လည်းဒါဘန်ရန်ကြီးကြတဲ့ပွဲဆိုတာတော်တော်လေးရှားတယ်ဗျပြီးတော့ဒီနေ့ပွဲမှာဘန်ရန်အနေနဲ့ဒါတလုံး90ရှုံးပေးလာတာကအဝေးကွင်းဖြစ်တာလဲလို့ပါတယ်လို့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်တကယ်လို့ကဒီနေ့ပွဲကဘန်ရန်အဝေးကွင်းမဟုတ်ဖဲနဲ့ဒါအိမ်ကွင်းတာဖြစ်နေမယ်ဆိုတလုံးအချုံနှလုံး90စာဒီလောက်ထိပေးလို့ရလို့မြင်နေပေါ့နော်ဒီအစင်စရာမှာကြည့်မယ်ဆိုရင်လေဒါအစင်စရာမှာဒီဘန်ရန်ကအစင်1မှာရှိတယ်တစ်ဖက်စိန်ကိုလီကတော့တိုင်းစင်စုံထဲမှာရှိတယ်ဒါပေမဲ့စိန်ကိုလီဘက်ကတစ်ဖက်ကြည့်ရမှာကဒီတိုင်းစင်စုံအစင်ဆက်ခွနဲ့နေရာမှာဒီဘွဲ့ရနိုင်ရင်သူ့အနေနဲ့တိုင်းစင်စုံရုံးအားပေါ့နော်ဒီတိုင်းစင်စုံရုံးအားရှိတယ်တိုင်းစင်စုံရုံးအားရှိတယ်ဆိုပေမဲ့လည်းဒါအသေးနေကမကောင်းလို့လားတိုင်းစင်စုံနဲ့ရောက်နေတာလို့ကျွန်တော်အနေနဲ့မြင်နေဗျာမနေ့ကဝက်ဆန်းနဲ့ကြာမတူဘူးဗျာဒီနေ့ပွဲကြရင်ဒါမနေ့ကဝက်ဆန်းကဒါတိုင်းစင်စုံအတင်းအချင်းချင်းတွေ့တာဒီနေ့ဘန်ရန်ပွဲကြရင်ဒါအဆင့်တက်နဲ့တိုင်းစင်စုံတွေကအတင်းနဲ့တွေ့တာဖြစ်တဲ့အတွက်ကြောင့်ဒါမနေ့ကပွဲနဲ့တော့သွားနှိုင်းလို့တော့မရဘူးဒါကြောင့်ဒီနေ့ပွဲမှာဒါဘန်ရန်ကအဝေးကွင်းနေပြီးတော့တလုံး90ချုံပေးထားလို့မြင်နေပြီးတော့ပေးထားတဲ့ကြီးအရာလဲဒါကူကပြက်လိုက်မယ်ဗျာဒါ2စီ3စီကတော့အသားလေးပြက်လိုက်မယ်လို့ကျွန်တော်မြင်နေဒါကြောင့်ဒါချီချီဝေးဝေးတော့ပြောမနေတော့ဘူးဒါဘန်ရန် body ပါအကြိုက်တွင်ကြီးကိုလိုက်စောပါနောက်ထပ်တစ်ပွဲသွားရမယ်နောက်ထပ်တစ်ပွဲရတဲ့ဂျာမန်တွေကပွဲစဉ်ပါပဲဒေါမွေနဲ့လီဗာပူးစင်ပွဲစဉ်ဖြစ်ပါတယ်ဒေါမွေနဲ့လီဗာပူးစင်မှာအင်ကွင်းဒေါမွေကပဲဒါ level အပြည့်ရှုံးပေးတယ်ကိုပုံကြီးမှာ3လုံးကိုတီးပေးတယ်ဒါဂျာမန်တွေကဒါ lead တွေပေးတတ်တဲ့အတိုင်းဒါကိုပုံကြီးကတော့3လုံးကိုအမြဲတမ်းကြော်နေတာပေါ့ဗျာဒါပေမဲ့ဒီနေ့ပွဲမှာကြည့်ရမယ်ဆိုလီဗာပူးစင်နဲ့ဒေါမွေကဒါအဆင့်2မှာရှိတယ်ဘိုင်းကအဆင့်1ဒေါမွေကအဆင့်2မှာရှိတယ်လီဗာပူးစင်ကိုကြည့်မယ်ဆိုရင်လေဘာကူစင်အနေနဲ့ပေါ့နော်လက်ရှိမှာဒါအဆင့်6မှာရှိတယ်သူ့အနေနဲ့ချန်ပီယံလိဂ်တနေရာအထိရုံးရင်ရုံးလို့ရသေးတယ်ဆိုပြီးမှဒီနေ့ပွဲကဒါဒီလေဘာကူစင်ဘက်ကမကောင်းတာတစ်ချက်ပြောရမယ်ဆိုဒါအဝေးဝန်းဖြစ်နေတဲ့တစ်ချက်ပေါ့ဗျာဒါဒေါမွန်ဘက်ကကြည့်မယ်ဆိုဒေါမွန်အနေနဲ့ဒါအင်ကွင်းအားသာရှိတယ်ပြီးတော့ဒါနောက်ဒီဒေါမွန်အနေနဲ့ဒါကျွတ်လွတ်ပဲဘာမှလည်းကန်စရာမရှိဘူးဒါသူ့အနေနဲ့ဒါဂျာမန်ကိုပဲအာယုံစိုက်လို့ရတယ်တစ်ဖက်လီဗာပူးစင်ဘက်ကကြည့်မယ်ဆိုရင်လည်းဒီလီဗာပူးစင်လည်းဒါဒီကြည့်မယ်ဆိုရင်ဒီပိုကက်ဖလားတွေပါသူ့အနေနဲ့ကန်စီယာရှိသေးတယ်ဒါကြောင့်ပြောရမယ်ဆိုဒေါမွန်ကပိုလို့ဒါကျွတ်လက်တဲ့အနေအထားမှာရှိတယ်လေဘယ်အပြည့်ရှုံး3လုံးတည်ပြောရမယ်ဆိုဒေါမွန်တစ်ဖက်ထဲကဂိုးသွင်းမလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဒေါမွန်တစ်ဖက်ထဲကဂိုးသွင်းမှာတော့မဟုတ်ဘူးတစ်ဖက်လီဗာပူးစင်ကလည်းဂိုးတွေသွင်းလာမယ်ဒီပေးထားတဲ့ကြီးရဂိုးပေါင်းကြီးရ3လုံးတည်အရဆိုရင်အပေါ်ကြီးတွေတွားမယ်ဆိုရင်ဒါ2-1လောက်ထိတွားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်2-1ဆိုရင်ဒါကျွန်တော်အနေနဲ့နေမယ်ဆိုရင်တော့ဒေါမွန်ဘော်ဒီပဲနေချင်ပါတယ်အကြိုက်တူရင်ဒီကိုတွေလိုက်ဆိုပါဒါ2-1လောက်ပဲတွားမယ်ဒါဒေါမွန်အနည်းဆုံးတော့တစ်လုံးတော့တာလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒေါမွန်ဘော်ဒီရွေးချယ်ထားပါတယ်အကြိုက်တူရင်ဒီကိုတွေလိုက်ဆိုပါဒါဆိုနောက်ဆုံးတစ်ပွဲကိုတွားပါမယ်ဒီနေ့နောက်ဆုံးတစ်ပွဲကတော့ဒါဒီအီတလီစီးရေးတွေကပွဲဆိုကျွန်တော်အနေနဲ့ရွေးချယ်ထားတာပေါ့နော်အီတလီစီးရေးတွေကဒါကာကလီယာကြီးနဲ့ဒါခရီမိုနီပွဲကိုကျွန်တော်အနေနဲ့ရွေးချယ်ထားတယ်ပေးထားတဲ့ကြီးကတော့ဒါဒီအီတလီလိတွေရဲ့ထုံးစံအတိုင်းပဲ level 50ချုံဒါကာဂလီယာအိမ်ကွက်ကနေပြီးတယ်ကိုပုံးကြီးမှာနှလုံးကို50ချုံပြီးတယ်ဒါကြောင့်ဒီနေ့ပွဲကပြောရမယ်ဆိုရင်ကြီးရကြည့်လိုက်မယ်ဆိုရင်ဒါ6 out ကြီးတိုင်ပဲတွားပြီပြီးတော့ဒီနေ့တင်းနောက်ဆုံးတွေ့ခဲ့တဲ့ပွဲစဉ်တွေအရကြည့်မယ်ဆိုရင်လည်းဒါ6 out ထားတယ်တော်တော်များတယ်ပေါ့နော်ပြီးတော့ကာဂလီယာဆိုတာလည်းဒီအိမ်ကွက်ဆိုရင်အများနဲ့6 out နေတဲ့အတင်းတင်းပြ 1C 2C ချက်မကြော်ဘူး CC ဒီပုံစံမျိုးတွေအများနဲ့တွားနေတဲ့ဒါအတင်းတင်းပေါ့နော်ဒါကြောင့်ဒါဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုရင်ဒါပြောရမယ်ဆိုရင်ဒီနေ့ပွဲကဂိုးပေါင်းအောက်ဘက်ကိုပို့လို့များတယ်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဂိုးပေါင်းအောက်ကိုရွေးချယ်ချင်ပါတယ်နောက်ဆုံးစုစုပေါင်းကစားတာ4ပွဲရှိတယ်4ပွဲမှာ3ပွဲကဂိုးပြီးတစ်ပွဲပဲဂိုးပေါ်ထားတယ်ဒါနောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေအရာရောဒါကြီးအရာရောကြည့်မယ်ဆိုဒီနေ့ပွဲကဂိုးအောက်လိုက်ဖို့အကောင်းဆုံးပွဲစဉ်တစ်ပွဲပါပဲဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အကြိုက်တူတဲ့ညီကိုတွေလိုက်ဆော့ပါဒါဆိုကျွန်တော်ဒီနေ့စုစုပေါင်း9ပွဲပြောပြီးတော့ပါပြီဒီ9ပွဲတွေကမှအကြိုက်ဆုံးတစ်ပွဲကိုတော့ကျွန်တော် Telegram Channel မှာတစ်ပွဲကောင်းအနေနဲ့တင်ပေးပါမယ် Telegram Channel ကိုမ join ရသေးရင် join ထားပါ channel လေးကိုတော့ဒီ video ရဲ့ comment အောက်မှာချပေးထားပါမယ်ဒါ YouTube ကိုလည်း subscribe လုပ်ရတဲ့ညီကိုတွေရှိရင် subscribe လေးလုပ်ထားပေးပါအားလုံးပဲအပေါင်းပြနိုင်ကြပါစေဒီ video လေးကတော့ဒီလောက်ပါပဲခင်ဗျ